ရေနံနဲ့တဘာဝတန်ခွေတွင်းနေပိုင်သွားပြီဆိုရင်အဲ့နိုင်ငံတော့မစင်းရဲပါဘူးဘယ်တော့မှမစင်းရဲပါဘူးအနည်းဆုံးတော့နှစ်ပေါင်း20အစိလောက်ထိရတော့ဘီလီယံဒေါ်လာလောက်တော့ချမ်းသာပါတယ်เนาะဒါဥပမာပြောပြတာပေါ့ဥပမာအင်ဒိုနီးရှားနိုင်ငံမှာဆိုရင်ဥတို့ရေနံတွင်းကိုပပွားဘက်မှာတွေ့တယ်ပေါ့နော်ပွားဘက်မှာတွေ့တဲ့အခါမှာသူတို့ကရေနံတိုက်ကနေတခါလဲ platform တစ်ခုစောက်ပြီးတော့ LNG ပေါ့နော်ဦးတနေ့ကပြောတဲ့ LNG မှာ LNG တာမီနယ်စောက်ပလိုက်တဲ့အခါမှာအင်ဒိုနီးရှားနိုင်ငံကတဟုန်တို့ဒီပတ်စံကမတရားရတယ်ပေါ့နော်သူကြတော့ပန်နာကြတော့ British Petroleum နဲ့လုပ်တယ်ပေါ့အဲ့တော့ထားလိုက်ပါအဲ့တော့မြန်မာနိုင်ငံအကြောင်းပြောမယ်ဆိုမြန်မာနိုင်ငံမှာကမ်းလွန်ရေနံကွက်တွေက50နဲ့တကွက်ရှိတယ်အဲ50တကွက်မှာမှအကွက်နံပါတ်15ကခုနပြောတော့ရေနံတိုက်အစ်စ်တွေ့တယ်ပေါ့နော်ရေနံတိုက်အစ်စ်တွေ့တာမှာကဟိုတနေ့ကဦးကပြောတာကဦးရဲ့ fan ကမေးထားတဲ့အတွက်အဲ့လောက် cubic trillion cubic ဆိုရင်ဘယ်လောက်% ရနိုင်လဲလို့မေးတဲ့အတွက်ဦးကဖြေထားတာပါအဲ့တော့မြန်မာနိုင်ငံမှာအခုတွေ့တဲ့ရေနံတိုက်က1 trillion cubic feet ရှိပါတယ်1 trillion cubic feet ဆိုရင်တော်တော်များများကလူဘိန်းနားလဲအောင်ပြောရမယ်ဆိုရင်တော့ဒီရေနံတွေကိုဒီရေနံနဲ့တဘာဝတန်ခွေကိုအကုန်လုံးထုတ်လိုက်မယ်တော့ရင်$20 billion အများဆုံးပေါ့နော်အများဆုံးက$10နဲ့တွက်မယ်ဆိုရင်တော့$20 billion value လောက်ရှိပဲပေါ့နော်အကုန်လုံးထုတ်မယ်ဆိုဒါပေမဲ့သူတို့ဘယ်လိုထုတ်မယ်ဆိုတော့မသိဘူးပေါ့နော်လောလောဆယ်မှာတော့ CFG ကတော့ CFG ဆိုတာ Canadian Foresight Group စင်ကာပူအခြေစိုက်เนาะအဲ့မှာကသူကဥဆောင်ပြီးသူကအခု scan လုပ်တယ်တွေ့တယ်ပြီးရင်သူက drilling လုပ်မယ် drilling လုပ်ပြီးသွားရင်ရေနံဒီ gas ကိုရရင် gas sample တွေသူစမ်းသပ်မယ်အားလုံးပြီးသွားရင်တော့သူကတော့ web platform စောင့်မယ်ဘာညာကုကပေါ့နော် production လုပ်မယ်ပေါ့အဲ့ဒါဆိုရင်တော့တာမန်အားဖြင့်ကတော့ဒီ